မိန်ကလေးနှင့်သူမရဲ့အကိုဖြစ်သူတို့သည်နှစ်ဦးလုံးပြန်လည်မွေးဖွားလာကြသည်အတိတ်ဘဝတုန်းကအကိုဖြစ်သူကသူမကိုမွေးစားခဲ့သည့်နေ့ရက်စီသို့ပြန်ရောက်လာခဲ့ကြသည်အတိတ်ဘဝတုန်းကအကိုဖြစ်သူကသူမကိုမွေးစားခဲ့ပြီးသူတို့နှစ်ဦးမှအမြဲတမ်းအလွန်ရင်းနှီးချစ်ခင်ခဲ့ကြသည်အကိုဖြစ်သူတေကာနှင့်အချိန်၌ပင်နောက်ဘဝပြန်လည်မွေးဖွားလာပါကလည်းအတူတူဆက်ရှိနေကြရန်ကတိပြုခဲ့ကြဘူးသည်မိန်ကလေးကသူမရဲ့အကိုသည်ယခုဘဝမှာလည်းသူမကိုသာထပ်မံရွေးချယ်လိမ့်မည်ဟုထင်မှတ်ခဲ့တော့လေအကိုဖြစ်သူကသူမရဲ့လက်ကိုခါချလိုက်ပြီးသူမအနားတွင်ရက်နေသည့်အခြားအမျိုးသမီးတဦးကိုရွေးချယ်သွားခဲ့သည်ဖြစ်ရမှာမိန်ကလေးမှာအလွန်ဇဝေဇဝါဖြစ်သွားခဲ့ရသည်ထို့နောက်အကိုဖြစ်သူကအတိတ်ဘဝတုန်းကသူမကြောင့်ထိုအမျိုးသမီးရဲ့ပျော်ရွှင်မှုတွေကိုသူလူယူခဲ့မိသည်ဟုပြောလိုက်မှသာမိန်ကလေးတယောက်သဘောပေါက်သွားခဲ့ရသည်ထိုအမျိုးသမီးမှာအတိတ်ဘဝတုန်းကသူမအကိုရဲ့ပထမဦးဆုံးအချစ်ဦးဖြစ်သည်အတိတ်ဘဝတုန်းကထိုအချစ်ဦးမှာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တည်ဆုံးသွားခဲ့ခြင်းဖြစ်သည်အကိုဖြစ်သူကအရာအားလုံးအတွက်သူမကိုအပြစ်ပုံချလိမ့်မည်ဟုမိန်ကလေးတယောက်လုံးဝမမျှော်လင့်ထားခဲ့ပေထိုအချိန်မှာပဲမိဘမဲ့ခေဟာမကျောင်းကြီးကချမ်းသာသောအိမ်တောင်စုတဦးကသူမကိုမွေးစားရန်ရည်ရွယ်ထားသောကြောင့်ပြောလာတဲ့မိန်ကလေးလည်းသဘောတူလိုက်သည်မကြခင်မှာပဲသူမသည်မိဘမဲ့ခေဟာထဲကလမ်းလျှောက်ထွက်လာခဲ့တော့လေအကိုဖြစ်သူကသူမအားသူနဲ့အတူအိမ်ပြန်လိုက်ချင်နေသည်ဟုထင်မှတ်ခါသူ့ကိုဆက်ပြီးလာမရှုရန်ချက်ချင်းတတိပြီးဒေါသကြီးမောင်းထွက်သွားသည်သူထွက်သွားပြီးချင်းဘီလီယံနဲ့တထီးကြီးမိသားစုရဲ့ကားရောက်လာခဲ့သည်ချမ်းသာသောအမျိုးသမီးကြီးကမိန်ကလေးကိုနာမည်တသက်ပြီးအိမ်သို့ခေါ်ဆောင်သွားသည်အိမ်ထဲသို့ဝင်ချင်းပဲသူတို့သည်ထိုအမျိုးသမီးကြီးရဲ့တားဖြစ်သူနဲ့တိုးမိကြသည်အတိတ်ဘဝတုန်းကထိုအမျိုးသမီးသည်လူမိုက်စုသောညံမှုချင်းကိုခံခဲ့ရတဲ့မျက်နာတွေအမရွက်များကိနှက်ခါရုပ်ပျက်ဆင်းရဖြစ်သွားခဲ့ပြီးလူတိုင်းကသူ့ကိုရှောင်ဖယ်ခဲ့ကြသည်မိန်းကလေးကသူ့ကိုနှွေးထွေးစွာနှုတ်ဆက်တော်လဲသူကလုံးဝဥပေက္ခပြုကထွက်ခွာသွားသည်အမျိုးသမီးကြီးကတော့သူမသားရဲ့အပြုအမူကိုကျင့်သားရနေပြီဖြစ်၍တားဖြစ်သူကစကားမပြောတတ်သောကြောင့်ရှင်းပြကစိတ်ထဲမထားရန်မိန်းကလေးကိုပြောခဲ့သည်ထို့နောက်သူမသည်မင်းဆိုးရာဇာတို့ရဲ့အမှုကျင့်များမြင်းစည်းခြင်းနှင့်များဖြစ်ခြင်းပညာရပ်များကိုသင်ယူစေသည်ပြင်းထန်သောလေ့ကျင့်မှုများကြောင့်မိန်းကလေးတွင်မကြာခဏဒဏ်ရာများရရှိသည်ဒီနေ့တွင်အစေခံတဦးကမိန်းကလေးရဲ့ဒဏ်ရာရနေတဲ့ဒူးကိုဆေးထည့်နေစဉ်မှာကြောင်တကောင်ကသူမအနာသို့လမ်းလျှောက်လာခဲ့သည်ခဏကြာမှသူမရဲ့အကိုနှင့်သူမရဲ့အချစ်ဦးတို့ကပြေးလွှားရောက်လာတာထိုကြောင်မှာသူတို့ရဲ့ကြောင်ထည့်နေသည်အကိုရဲ့အချစ်ဦးကမိန်းကလေးဒီဘီလီယံနဲ့မိသားစုရဲ့မွေးစားခြင်းကိုခံရပြီးအရာများစွာတင်ယူနေရတွင်တင်ပင်ပန်းများခံနေရသည့်တနာစရာကောင်းလာသည်ဟုတမန်တက်တက်ရဲရဲစောင်းဆောင်ပြောဆိုခဲ့သည်ထိုစကားကိုကြားသည်နောက်အကိုဖြစ်သူကသူမရဲ့အချစ်ဦးကိုနှစ်သိမ့်ပေးကသူမအနေနဲ့သူမိန်းကလေးလိုပင်ပန်းကြိုးစားစရာမလိုပဲပျော်ရွှင်စွာကောင်းတို့ဘဝကိုပဲဖျက်တမ်းကြရန်ပြောခဲ့သည်မိန်းကလေးသည်ရင်းကိုအလွန်ပဲရဲစရာကောင်းသည်ဟုခံစားလိုက်ရသည်အတိတ်ဘဝတုန်းကလည်းသူမရဲ့မွေးစားမိသားစုတို့ကသူမဟုများသောပညာရပ်ကိုမှမတင်ယူစေပဲတားမြစ်ခဲ့ကြသဖြင့်ရလအနေနဲ့သူမသည်ရက်တည်နိုင်စွမ်းမရှိပဲသူတို့ပေါ်မှာပဲမိခိုအသက်ဆက်ခဲ့ရသည်ထို့ကြောင့်ယခုဘဝမှာမူသူမသည်မိမိကိုယ်ကိုယ်သာအားကိုးရန်ဆုံးဖြတ်ချက်ချလိုက်သည်ထိုဘီလီယံနဲ့မိသားစုမှာသူမရဲ့နေရာကိုခိုင်မာစေရန်အတွက်သူမသည်အမျိုးသမီးကြီးရဲ့တားဖြစ်သူနဲ့စကားပြောနိုင်မဲ့နည်းလမ်းများကိုနေ့တိုင်းရှာကြံပြီးသူနဲ့အတူအချိန်ကုန်ဆုံးခဲ့သည်သူမရဲ့ဇွဲလုံခြုံချက်ကြောင့်နောက်ဆုံးမှာတော့ထိုအမျိုးသမီးမှာစိတ်လှုပ်ရှားသွားခဲ့ပြီးသူတို့ကြောင်းစင်းရင်အတူတူအိမ်ပြန်ဖို့သဘောတူလိုက်ခဲ့သည်ထိုနေ့မွန်းလယ်ပိုင်းမှာထိုအမျိုးသမီးမှာရောက်လာမခဲ့တဲ့အချိန်သည်အတိတ်ဘဝတုန်းကသူမျက်နှာရုပ်ပျက်ဆင်းရဲဖြစ်အောင်အလုပ်ခံခဲ့တဲ့နေ့ဖြစ်တဲ့ကြောင့်မိန်းကလေးရုပ်တရက်သတိရသွားခဲ့သည်သူမသည်ရဲစခန်းကိုချက်ချင်းဖုံးဆက်လိုက်ပြီးသူ့ကိုလိုက်ရှာရန်လမ်းထဲသို့အသေးအလွှားရောက်သွားသည်ထိုချိန်မှာထိုအမျိုးသမီးမှာစကားမပြောနိုင်ကြောင်းလူမိုက်တို့ကဝိုင်းဝင်လောင်းပြောင်နေကြပြီဖြစ်သည်မိန်းကလေးကဒါကိုမြင်မြင်ချင်းတစ်သွန်တစ်ချောင်းကိုကောက်ကင်ပြီးသူတို့ကိုထွက်သွားရန်တတိပေးခဲ့သည်ရဲခေါ်ထားသည်ကိုကြားတော့လူမိုက်တို့ကထွက်ရန်ပြင်ဆင်ကြတော့လေမိန်းကလေးကသူ့အမျိုးသမီးကိုတွဲထူပေးလိုက်တဲ့အခိုင်မှာတစုံတဦးကသူမကိုမြေပြင်ပေါ်တွင်ကန်ချလိုက်သည်ရဲမရောက်သေးတဲ့မိန်းကလေးကလိန်ညာနေသည်ဟုယူဆကနှစ်ဖက်အကြားရန်ပွဲဆက်ဖြစ်သွားသည်မိန်းကလေးအားအင်ကုန်ပြီးမှထင်နေချိန်မှာသူမရဲ့အကိုဖြစ်သူကထိုနေရာကိုမတော်ဆဖြတ်တန်းသွားရင်သူတို့ကိုမြင်တွေ့ခဲ့သည်ဒါပေမဲ့လည်းသူကမြင်မချင်းရောက်ဆောင်ကကြောင်ဖြတ်သွားပြီးသူမရဲ့အချစ်ဦးကိုသာဘဝတစ်သက်လုံးကာကွယ်စောင့်ရှောက်ပါမည်ဟုကတိပြုနေခဲ့သည်မိန်းကလေးသည်သူမရဲ့အကိုပေါ်လုံးဝစိတ်ပြအားရောသွားခဲ့သည်အတိတ်ဘဝတုန်းကသူတို့ပေးခဲ့ကြတဲ့ကတိစကားများဟာယခုမှတော့အလွန်အထီးရဲ့ဘုံပြေးစရာကောင်းသောကတိစကားများဖြစ်သွားခဲ့သည်လူမိုက်တို့ကထိုအမျိုးသမီးကိုထပ်ပြီးထိခိုက်နာကျင်အောင်လုံးဝဖြစ်တော့မမြင်ခင်မှာပဲမိန်းကလေးသည်သူမရဲ့ခန္ဓာကိုယ်ကိုဝင်ကာကွယ်ပြုတ်လိုက်တဲ့အခိုင်မှာထိုအမျိုးသမီးကနောက်ဆုံးမှစကားစပြောနိုင်ခဲ့ပြီးသူမရဲ့နာမည်ကိုအသေးအံအော်ဟစ်ခေါ်လိုက်ခဲ့တော်သည်